ကျွန်တော်မွေးနေ့ထိမှဖြစ်ကျွန်တော်လှုပ်ချင်တာဗျာဒါပေမဲ့ကျွန်တော်မဖြစ်ဘူးအကိုကူညီမလားဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်လူတယောက်ရဲ့မျက်နှာကိုကျွန်တော်လက်သီးနဲ့ပိတ်ထိုးချင်နေတာဗျာဒါအကိုကိုကျွန်တော်ထိုးလို့ရတယ်တစ်ချက်ပဲလေတကယ်ကြီးလားတကယ်ဗျာလက်နည်းနည်းရားတယ်ထိုးချင်တော့အဲ့လိုမွေးနေ့အထိမ်းအမှတ်ဖြစ်လေဟိုအမတို့2 ယောက်ထဲက1 ယောက်ကိုကျွန်တော်အာဘွားလေးပေးလို့ရအားလုံးကျွန်တော်ကျင်ညာကြလေးတစ်ခုလောက်ရှိလို့ဒီနေ့ကျွန်တော်မွေးနေ့ဘိုးတို့ဘာပေးမှာဘာပေးမှာလဲတို့လားလာလေထားပေးမစားတယ်ပါလာပါမစားပါဘူးမစားဝါလိုက်ပါမွေးနေ့လက်ဆောင်လိုချင်လို့ရလားမင်းလိုက်ပါခဏလိုက်ပါရလားဟုတ်တယ်လိုက်ပါလားဘာလို့မလဲရအဲ့ဒါဘာမှမပေးလဲကျွန်တော်မွေးနေ့ဆူတောင်းစကားလေးပြောပေးလို့ရလားရတယ်မွေးနေ့မှာပျော်ရွှင်ပါစေမွေးနေ့မှာပျော်ရွှင်ပါစေနည်းနည်းကြဲကြဲလေးပြောပြပါကျွန်တော်ရင်ပတ်ထဲကိုထည့်နေလို့မွေးနေ့မှာပျော်ရွှင်ပါစေဟုတ်ကဲ့ပါတယောက်တစ်ခေါက်လောက်တော့ပြောပြလေဗျာရေးလိုက်ရအောင်အားပြောပြပါပြောလိုက်ညီမပြောမွေးနေ့မှာပျော်ရွှင်ပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်မထဲရောက်သွားရင်ပြောမဲ့လူကမရှိဘူးဗျာအဲအကြောင်းမို့လိုက်ပြီးရှာနေရနေကောင်းလားနေကောင်းတယ်မလားကျွန်တော်နာမည်ကထုံးရန်တန်းတယ်အခုနာမည်အောင်စီတူကျော်ပေါ့ဒီနေ့ကကျွန်တော်မွေးနေ့လေမွေးနေ့ဆုတောင်းစကားလေးပြောပေးပါဦးဟုတ်ကဲ့အကျဉ်းဘက်လေးကိုကန်ပြီးပြောပေးပါလားရတယ်ဒါပဲဖြစ်ကန်ပခုံးပေါ်လက်ကိုတင်ထားလိုက်အရင်နီးအောင်လို့ဒီလားကိုလာတော့မသိဘူးပေါ့နော်ဟုတ်ကဲ့ဒီမွေးနေ့မှာဒီကြောင်ကပို့ပြီးတော့ပြရှင်ပါပြီဟုတ်ကဲ့ပြီးတော့လိုရတဲ့ရပါပြီပေါ့ကျေးဇူးတင်ပါတယ်ကျွန်တော်မှအဖို့လည်းမရှိဘူးကျွန်တော်မွေးနေ့မှာလည်းကျွန်တော်လူတာတွေမရဘူးဗျာကျွန်တော်အခုဗျာလှုပ်ချင်နေရတယ်တခုတော့ရှိရဗျာတိတာဒါပေမဲ့ကျွန်တော်မွေးနေ့ထိမှဖြစ်ကျွန်တော်လှုပ်ချင်တာဗျာဒါပေမဲ့ကျွန်တော်မဖြစ်ဘူးအကိုကူညီမလားဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်လူတယောက်ရဲ့မျက်နှာကိုကျွန်တော်လက်သီးနဲ့ပိတ်ထိုးချင်နေတာဗျာဒါအကိုကိုကျွန်တော်ထိုးလို့ရတယ်တစ်ချက်ပဲလေတကယ်ကြီးလားတကယ်ဗျာလက်နည်းနည်းရားတယ်ထိုးချင်တော့အဲ့လိုရပါကျွန်တော်ဘယ်သူမှလည်းသွားထိုးလို့မရဘူးလေသိရမှာကျွန်တော်ထိုးချင်တယ်ကျွန်တော်မြင်လာတဲ့အကိုရဲ့မျက်နှာကြီးကထိုးချင်နေတာလေးဖြစ်နေကိုရေမင်္ဂလာပါဗျဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ထောက်ရန်တန်းတယ်လို့ခေါ်ပါတယ်အခုနာမည်ဘယ်လိုခေါ်လဲဗျာကိုရန်လင်းရေတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်အသက်ကတော့20ပါကျွန်တော်ရန်ကုန်မြို့မှာနေပါတယ်ဟုတ်ကြောင်တွေ့ဘူးလားဘာမှတွေ့ဘူးလားလဲဘောလုံးတွေပါကန်လားဘောလုံးတွေပါလေကျွန်တော်ကန်ကျင်တဲ့အခါကန်ပါတယ်မကန်ကျင်မကန်ပါဘူးဟုတ်ပါဗီဒီယိုရိုက်နေဟုတ်ပါဗီဒီယိုရိုက်နေမဟုတ်ပါဘူးကျွန်တော်မွေးနေ့ပါဒီနေ့ကအဲအကြောင်းမလို့ကျွန်တော်မွေးနေ့ဆူတောင်းစကားပြောပေးမဲ့သူမရှိလို့လိုက်ချနေရပါအခုကျွန်တော်မွေးနေ့ဆူတောင်းစကားပြောပေးနိုင်မလားရပါတယ်ဖိတ်ပေးပါဘူးအဲ့လိုမပြောနဲ့လေအခုလက်လေးခဏလောက်ပေးလို့ရမလားဂိမ်းတိုင်နေရလားရပါရပါပြောလက်လေးကင်ပြီးတော့ကျွန်တော်ရင်ဘက်လေးပေါ်တင်ပြီးပြောပေးပါဘယ်လိုပြောပေးပါမွေးနေ့ဆူတောင်းစကားလေးပြောပေးပါဟုတ်ဘူးဆန္ဒလေးပေါ်တစ်ဆက်ကြပါသေးကျေးဇူးတင်ပါတယ်ခဏလေးနေပါအောင်ကိတ်မုတ်လေးလည်းခွန်ကျွေးပါအောင်ကျွန်တော်ကိုကျွေးမဲ့သူမရှိလို့ပါဖောက်ပြီးတော့ခွန်ကျွေးပါအောင်ဗီဒီယိုရိုက်နေအောင်မဟုတ်ဘူးဗီဒီယိုရိုက်နေတာဗမာရိုက်နေတာလည်းမရှိမှမရှိရဒီလိုဘယ်လိုရိုက်နေရလားဟုတ်ပါဘူးဒီမှာကျွန်တော်မှဖုန်းမပါတာကိုကမဆောက်တော့ဘူးအကိုခွန်ကျွေးလက်ပါနေရအကိုလည်းကျွန်တော်ဆက်တော့ခွန်ကျွေးပေးရတယ်တစ်ခိုက်တော့စားပေးပါတော့ပါပြီကိုတော့ပါစိတ်ချမ်းသာအောင်တစ်ခိုက်တော့စားပေးပါဗျာနည်းနည်းပဲနော်နည်းနည်းပဲရော့ကျေးဇူးတင်ပါတယ်ဟုတ်ပါကျွန်တော်နာမည်ကထောက်ဝရန်တန်းတယ်အသက်ကတော့20ပေါ့ဗျာရန်ကုန်မြို့မှာနေတယ်အဖေနာမည်ဦးတန်းတယ်
အမေနာမည်တော်မြင့်မြင့်ဝင်းဒီနေ့ကျွန်တော်မွေးနေလေကျွန်တော်အဖက်လုပ်တဲ့သူလည်းမရှိဘူးအထီးကျန်အကိုကျွန်တော်မွေးနေ့ဆူတောင်းစကားလေးပြောပြလို့ရလားမရပါဘူးအကိုလက်လေးပေးကျွန်တော်အီမေးလ်လေးကိုခိုင်းပြီးပြောပေးပါမွေးနေ့ဆူတောင်းပြောလို့ရပြီ ငါညီဘယ်နှစ်ပြီကျွန်တော်အသက်20 20ဟုတ်ဒီနေ့ဘယ်နှစ်20နှစ်ပြည့်တာပေါ့နော်ဟုတ်ပြီငါညီမွေးနေ့ကနေဒီနေ့20ကနေနော်နောက်နှစ်ပေါင်းများစွာမှာနော်ပုံမကောင်းနဲ့တွေ့ရှိပါစေဟုတ်ကဲ့ဟုတ်လားဟုတ်ကဲ့ပုံမကောင်းနဲ့တွေ့ရှိပါစေအသက်ဘယ်လောက်ရှိပြီဆိုတော့20နော်ချစ်သူကောင်းကောင်းနဲ့တွေ့ရှိပါစေဟုတ်ကဲ့ဟုတ်ပြီနော်အကိုလိုမျိုးကြီးနှူးရင်လားဟုတ်ပြီအဲ့လိုမျိုးနားလည်မှုရှိနဲ့ပါရမီဖြစ်ပတ်ကောင်းတရားရရှိပါတယ်ဟုတ်ကဲ့ဟုတ်ပြီနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်အခုကျွန်တော်ဟိုကိတ်မို့တွေကျွေးပါလားကိတ်မို့ကျွေးမဲ့သူကမရှိဘူးလေဗျာဟုတ်ပါနော်ဖောက်ပြီးတော့ကျွန်တော်ခွန့်ကျွေးဟုတ်ပြီဟုတ်ပြီအဘိဓမ္မာညီလေးနော်ကျေးဇူးတင်တယ်အခုလည်းကျွန်တော်ပြန်ခွန့်မယ်မွေးနေ့အထိမ်းအမှတ်ဖြစ်ဟုတ်ပြီရေးတော့တော့ရရအခုမှဒီနေ့တော့ပြီးသွားကျွန်တော်နာမည်ကထောက်ရန်တန်းစင်မှာရန်ကုန်မြို့မှာနေတယ်အဖေနာမည်ကဦးတန်းစင်နဲ့အမေနာမည်ကဒေါ်မြင့်မြင့်ဝင်းပါဒီနေ့ကကျွန်တော်မွေးနေ့တယ်သိလားမသိအဲ့ကျွန်တော်မွေးနေ့ဆူတောင်းစကားလေးကြားကျင်လို့ပြောပေးလို့ရမလားမွေးနေ့ဆူတောင်းစကားလေးမွေးနေ့မှာပြောရှင်ပါလေနော်ကျွန်တော်မိဘအကွဲတားလေးပြပါကြီးဟုတ်ကဲ့ပြီးတော့ကျွန်တော်မွေးနေ့မှာဟိုတခါမှလက်ဆောင်တွေပါရင်မရဘူးဗျာအမတို့ပေးမလားဟောမပေးနိုင်ဘူးလားအဲ့တော့ဟိုမွေးနေ့အထိမ်းအမှတ်ဖြစ်လေဟိုအမတို့2ယောက်ထဲက1ယောက်ကိုကျွန်တော်အဘွားလေးပေးလို့ရအေးစေပဲလားဖိုင်စားနေရမြင်ဘူးလေမဟုတ်ဒီနေ့ကျွန်တော်မွေးနေ့လေမွေးနေ့ဆူတောင်းစကားလေးနည်းနည်းတော့ပြောပေးလို့ရတယ်ရပါတယ်အဖေလားအဖေဟုတ်တယ်အဖေ single ပေါ့အဲ့တော့ကောင်မလေးနဲ့အဆင်ကောင်မလေးမြင်မြင်ရပြီးတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကဒီကောင်မလေးနဲ့အဆင်ပြေချင်တာသူကပိုင်ရှင်ရှိတယ်ဘာလို့လဲကျွန်တော်ရှိတယ်ဟုတ်လားကျွန်တော်မွေးနေ့အထိမ်းအမှတ်ပြည့်တစ်ခုလောက်လိုချင်လို့ဗျာအဘွားလေးလိုချင်လို့လေဒီအမကပေးရင်ပေးဒါမှမဟုတ်ကျွန်တော်ကပေးရင်ပေးရလားဟုတ်လေမရဘူးလားအကိုကိုပေးမယ်ကျွန်တော်တူမေးကြည့်ပါကျွန်တော်အဘွားကိုရှားကိုရမှဖြစ်မှာကျွန်တော်အဘွားငတ်နေကြပြီပေးလဲပေးချင်တယ်လိုလဲလိုချင်တယ်ကျွန်တော်ပေးရင်သူ့ပေးကြည့်ပါရပါဟုတ်လားနှစ်ယောက်လုံးပေးမယ်လေရလားမရနှစ်ယောက်လုံးမရဘူးပြီးတော့ဗျာဆိုမွေးနေ့ဆူတောင်းတာတော့ကျေးဇူးတင်တယ်သွားလိုက်အောင်အားလုံးပဲမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထောက်ဝရန်တန်းစင်ဖြစ်ပါတယ်ကျွန်တော်ရန်ကုန်မြို့မှာနေပါတယ်နော်ကျွန်တော်အဖေနာမည်ကဦးတန်းစင်ပါအမေနာမည်ကတော့ဒေါ်မြင့်မြင့်ဝင်းပါဒီနေ့ကကျွန်တော်မွေးနေ့ပဲဖြစ်ပါတယ်ဗျအဲကြောင့်မို့လို့ကျွန်တော်ကိုကိုတို့မွေးနေ့ဆူတောင်းစကားလေးပြောပြလို့ရမှာHappy birthday to you ဒါပေါ့ Happy birthday to you အကိုတို့အဲ့တချင်းဆိုတတ်လားသိတော့ဆိုတယ်နည်းနည်းလေးကျွန်တော်ဆိုပြမယ်သူမရှိလို့ဆိုပြလိုက် Happy birthday to you ဟုတ်ပြီ Happy birthday to you Happy birthday to you ဟုတ်တယ် Happy birthday to you ကျေးဇူးတင်တယ်နော်စားပါမစားတော့ဘူးရတယ်အကိုတို့လေကျွန်တော်တို့ဒီမှာတစ်ခုလောက်ကူညီပါအောင်ဒီကိတ်မို့လေးဖောက်ပြီးတော့ကျွန်တော်ကိုကျွေးပါအောင်ရမလားကိတ်မို့လေးဖောက်ပြီးတော့ခွန်ကျွေးလိုက်အောင်မယ်ကျွန်တော်အထီးကျန်တယ်ဗျာကျွန်တော်ဘာလို့မျိုးကျွေးမဲ့သူမရှိဘူးကျွန်တော်လူတွေလိုက်ပြီးတော့ပြောနေတာစိတ်တော့မရှိနဲ့ဗျာရှိပါဘူးစော်ထားလေစော်ရင်ဘောလေအကိုလည်းပြန်ခွန်ကျွေးတယ်နော်ကျေးဇူးပဲဗျာဦးလေးလို့ပါတခိုင်းတော့ကျွန်တော်စိတ်ချမ်းသာစားပေးပါနော်စိတ်ချမ်းသာအခုဒီမှာဟုတ်ပြီဗျာအခုဒီမှာနော်ဒီကဲမကောင်းတယ်နော်ကျေးဇူးပဲနော်သွားလိုက်အောင်မလားမင်္ဂလာပါ
စစ်ပဲလား ဒီပဲလေတော့တွေ့နော် ဘယ်မှာလဲဘယ်မှာတွေ့ရ လမ်းပေါ်လေ လမ်းပေါ်မှာ ဟိုမနေ့တွေ့လိုက်လေလို့လမ်းပေါ်မှာ ဩလမ်းပေါ်မှာတွေ့လိုက်တာလား တွေ့ သိရဲပေါ့ကျွန်တော် ဟာအရင်သိရဗော ဟုတ်လို့လား ဟမ် ကျွန်တော်မလောက်တာဆိုမသိဘူးမလား ဟာလွတ်သိရဗော ကျွန်တော်မွေးနေတယ်ဒီနေ့က ဟုတ်လား ဒီနေ့ကကျွန်တော်မွေးနေဆူတောင်းစကားလေးပြောပေးပါအောင် စူရတော့နောင်းတော့ပြီးတော့ စုပေးပါရပါကျွန်တော်ဒီစုလေးပဲအခုလက်လေးအဲဒီမှာရင်ဘတ်လေးပေါ်တင်ထားတယ်စုလေး စူစုပေးတယ် အဲ့လိုမရဘူးလေနည်းနည်းပြောရှင်းပါသေးပါတစ်ခု ပြော ခု ရှင်းပါသေးမမပြောတတ်ဘူးလေ မပြောတယ်ဘူးလား စုပေးတယ် ဟာဘီယာလေးရောတောက်လို့ရမလား ရရလေ တိုက်အောင်စိတ်ညစ်တယ်လို့ယူသွားတော့မယ် ယူသွားလိုက်လေ Hello bro ဟိုမှာကျွန်တော်ဟာသားဗီဒီယိုလိုင်းရိုက်နေတာပါ ဒီလေးကိုသိတယ်ဖေးဖို့မှာကိုရညီလေးရောအထောက်ကိုညီလေးမပြောခင်လည်းကိုညီလေးကိုရင်ဆုံးဖောက်တာ သိရဗော သိရဗော ပါလို့ရမှာဗီဒီယိုထဲမှာ ရတယ်ပါ ရအေးစေပဲ အဲ့တော့ညီလေးကိုသိရတော့တယ် ကြည့်တယ်တက်ဗီဒီယိုကြည့်နေရအောင်အပေးရအောင် အပေးတာ ကျေးဇူးပဲ thank you Okay သွားလိုက်မယ်ကိုဟုတ်ကဲ့နိုင်နေတွေ့လား နောက်နှစ်ပေါင်းများတဲ့ဗီဒီယိုလူနဲ့တိုင်းနိုင်ပါစေ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျ ကိုကြပါ ကျွန်တော်လူအောင်မလူနိုင်သေးပါဘူးဗျာနော်ဟုတ်ကျေးဇူးတင်နော်ကျွန်တော်ကိုယ်ပိုင် page လေးကနေဗီဒီယိုပြန်တင်ရရမလားကိုကျေးဇူးတင်ပါတယ်စားတော့ကျွန်တော် prank video လမ်းမိနစ် video အထိမ်းမှပြင်မနေ့ကညကျွန်တော် page ကနေ video တစ်ခုလမ်းတင်မှလို့ဒီရိုက်တယ်ဒါကိုယ်ပိုင်ပါသွားပြီပေါ့ရလားပါလို့ဆင်ပြေလား ပေါင်းစင်ပြီးတော့ ဟုတ်တယ် ဒီရုပ်ကစိုးနေ အာစားလိုက်မယ်ကွာကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးပါဆင်ဆင်ပြေဗီဒီယိုရိုက်ပြီးတဲ့နေရာမှာတွေ့ဘူးလား တယ်ဘူးလို့ပဲ ဟုတ်ပါလဲအဆင်ပြေမှာကျွန်တော်ငွေရပါဒီနေ့ကတကယ်အဲ့ 55ဘလုံးစရအောင် ဟုတ်တယ်ဘယ်လိုသိရလဲ တော့ဘလုံးကန်တော့သိရပါဘော ဟုတ်လားဟုတ်ကဲ့နောက်မှတွေ့မယ်ကျေးဇူးပါမကြောက်လိုက်အမလည်းရတာဟုတ်ဒီနေ့ဆိုတော့လည်းကျေးဇူးတင်ပါဗျာနော်ကျေးဇူးတင်ပါတယ်ကျေးဇူးပါကျွန်တော်ရဲ့ကိုပိုင် page လေးကနေအမှတ်တရဖြစ်ပြန်တင်ရရမလားကျေးဇူးတင်ပါတယ်ဗျတော့ page ကနေအဲ့ဒါတွေ memory ဖြစ်ပြန်နေလို့ရှိရင်လက်ခံပြပါဗျာနော်ကျေးဇူးတင်ပါတယ် sorry နော်စိတ်နှောက်ချက်ဖြစ်သွားရမှာမြင်ဘူးလားကျွန်တော်ဘာမှမြင်ဘူးလား online ပေါ်မှာကျွန်တော် prime video လမ်းရိုက်နေရပါဟိုမှာခါရိုက်တဲ့ကောင်ပြောက်သွားရင်အဲ့ရိုက်တဲ့ကောင်ဟိုမှာလေဟိုမှာစစ်တယ် ကျွန်တော်ညင်မှုရ အဲ့ရဟုတ်ကဲ့ ပြရမလား သိမရှိဘူးလား ရ သိရှိရမလားကျွန်တော် Facebook page က I prefer prime ကိုသိရအဲ့ကျွန်တော်တော့လိုက်ပါတော့ဗီဒီယိုလေးပြန်နေရရမလား ရ တွေ့ရဝမ်းသာပါ